လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ISP အသင်ပါဝင်နေတဲ့အုပ်စုပွဲစဉ်တွေကတော့ပြီးဆုံးလို့တွားခဲ့ပါပြီ။သုံးပွဲကစားထားရမှာ ISP အသင်နေနဲ့သုံးပွဲစလုံးအရေးနှိမ့်ခဲ့တာကြောင့်ရမှတ်0နဲ့အုပ်စုဆင်းကနေပဲကျေနပ်ခဲ့ရပါတယ်။တောက်လျှောက်ကိုစိတ်ပြတ်အားရခြင်းမရှိဘဲနဲ့ကွင်းထဲအထိလာရောက်အားပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ရှိကြောင်းနဲ့ ISP အသင်သားတွေကတောင်းပန်ခဲ့ပါတယ်။အုပ်စုတက်သွားတဲ့အသင်းတွေကတော့ ISP အသင်းပါဝင်နေတဲ့အုပ်စုမှာတိုကျိုပါရီအသင်းနဲ့နာဂိုရန်အသင်းတို့ကအုပ်စုပထမနဲ့အုပ်စုဒုတိယနေရာကနေတက်မြောက်သွားပါတယ်။စူဝမ်အသင်းကတော့အခြားသောအုပ်စုတွေရဲ့ရလက်အခြေအနေကိုကြည့်ပြီးတော့တတိယနေရာနဲ့တက်မြောက်ဖို့ကိုမျှော်လင့်ရပါမယ်။ဒါဆိုရင် ISP အသင်းအနေနဲ့တကယ်တမ်းအဆင့်မြင့်ပြိုင်ပွဲတစ်ခုကိုစတင်ရင်ဆိုင်လိုက်ရတဲ့အခါမှာမတူညီတဲ့ level တွေကိုမြင်ရတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့အပြုသဘောဆောင်တဲ့သုံးသပ်မှုဖြစ်ပါတယ်။အဓိကအဖြစ်ကြံ့ခိုင်မှုပါအမျိုးသားပွဲတွေရောအမျိုးသမီးပွဲတွေမှာပါမြန်မာအသင်းအနေနဲ့ကစားသမားတွေအနေနဲ့ကြံ့ခိုင်မှုအားနည်းတာကိုတွေ့ရတယ်။ဒါကကစားသမားတွေအတွက်အားကစားနဲ့စေဝါထောက်ပံ့မှုလိုအပ်ချက်ကြောင့်လား။ဒါမှမဟုတ်အားကစားသမားတွေရဲ့ body ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကြံ့ခိုင်မှုမဖြည့်တင်းမှုကြောင့်လား။ဒါတွေကလည်းစဉ်းစားကြရပါ။ကစားခဲ့တဲ့သုံးပွဲမှာပထမပွဲတွေမှာကကိုယ့်ဘက်ကနေအမှားများပြီးတော့ဂိုးမပေးရရဲ့အတွက်ခံစစ်ကိုပိတ်ဆို့ကစားပါတယ်။ဒါကကောင်းတဲ့အချက်ပါ။သို့ပေမဲ့အုပ်စုတက်နိုင်မှုမျှော်လင့်ချက်အတော်လေးနည်းပါးနေတဲ့အချိန်မှာနာဂိုရန်အသင်းနဲ့ရင်ဆိုင်ရပါတယ်။တံမြန်တိုက်စစ်ကနေဒါမှမဟုတ်ဂိုးရရှိနိုင်မှုပြန်လဲတိုက်စစ်ဆင်နိုင်တဲ့အနေအထားတွေမှာဂိုးရရှိဖို့မကြိုးစားတာတွေတွေ့ရပါတယ်။ဒါကရောဘာကြောင့်ပါလဲ။နီးပြရဲ့နီးစနစ်ကြောင့်လားဒါမှမဟုတ်ကစားသမားတွေရဲ့စိုးရိမ်စိတ်ကြောင့်လားစဉ်းစားစရာဖြစ်ပါတယ်။မိမိအသင်းရဲ့ဂိုးရှိကိုရောက်မလာအောင်ကာကွယ်ဖို့ကိုပဲအဓိကအာရုံစိုက်ခဲ့ရန်တူပါတယ်။အခြေဆက်မိမိမကစားနိုင်ခဲ့ပဲနဲ့တပွဲလုံးပြိုင်ဘက်အသင်းရဲ့ဘောလုံးလမ်းကြောင်းကိုဖျက်တောက်ဖို့ပဲဦးတည်ခဲ့တာလေးတော့တွေ့ရပါတယ်။လာမယ့်စီးဂိမ်းမှာတော့တူတင်ကိုတင်ပြန်လဲကစားကြဖို့လိုပါတယ်။ဒီပြိုင်ပွဲတွေကနေအတွေ့အကြုံတွေရလိုက်မယ်လို့မျှော်လင့်ပါတယ်။ ISP အသင်းပါဝင်နေတဲ့အုပ်စုကလည်းအရန်ကိုကြက်နေတာကြောင့်ဒါကရလက်ကိုလည်းလက်ခံရမယ်အနေအထားဖြစ်ပါတယ်။မြန်မာဘောလုံးလောကရဲ့ရတာကိုတော့မပြောက်စေချင်တာကြောင့်သုံးသပ်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။လာမယ့်စီးဂိမ်းမှာတော့အကောင်းဆုံးကြော်ဖြတ်ပြနိုင်ပါစေလို့မျှော်လင့်နေတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။နောက်ဆက်ပြီးတဲ့ဒုတိယချင်းတိုင်းအေဂျင့်ပျော်ရွှင်ကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးမေးပါနဲ့ကျေးဇူးတင်ပါတယ်